လို့ပြောပြီးကမှအဆက်ကွဲတိတ်ခါကြာသွားခဲ့ရတာကတော့တိတုံးဆယ်လေးပူတူပါပူတူဆိုတဲ့လူတရားပါလေဘတော်မှအဆက်တရားကိုတိတ်ခါလေးဘတော်မှမကြဘူးမှန်ကန်လုံနေတဲ့အတွက်အခုဆိုရင်ဒီခက်လေးလေးခွဲတိုက်ပြီးမှပူတူပဲနော်ဗျာဒီနေ့မှလည်းတကယ်ချင်းတို့နဲ့တူတူကျွန်တော်ပြန်လည်ပြီးကြည့်ရှုမဲ့ဗီဒီယိုဖိုင်လေးကတော့ပူတူလေးရဲ့ဗီဒီယိုဖိုင်ဖြစ်တယ်ဗျဒီအပိုင်းတွင်းမှာအားလုံးသိကြတဲ့အတိုင်းနော်ပူတူလေးနဲ့ဒါကလေးလေးရဲ့မိဘတွေနဲ့နော်အခြေတင်ဖြစ်တာနော်မီဒီယာတွေနဲ့တော့ခေါ်ချင်းရတဲ့အဆင့်ထိဖြစ်တာတကယ်ချင်းတို့အားလုံးသိကြမှာပါဗျာနော်အခုချိန်မှာပူတူလေးရဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်အဲ့ကလေးကိုသူကိုယ်တိုင်ခွဲစိတ်ကူတာပေးမယ်ဆိုတဲ့အကြောင်းကိုသူကိုယ်တိုင်တရားဝင်ချပြလာပြီးဖြစ်တဲ့အတွက်ရန်ဝမ်းသာကိုကောင်းတယ်ဗျာနော်နောက်ပြီးတော့social media ဒါနော်ပောက်ကရတွေတင်တဲ့ social media တွေရဲ့ဟောစောက်တလွဲတွေပေါ့ဗျာဘယ်လိုတွေတန်ရှင်းရှာထားလဲနော်ဒါ like လေး view လေးရဖို့အတွက်သူများတဲ့ခါရဲ့နော်ဒါတော်တော်လေးကိုထိခိုက်နေတာပြီးတော့နော်ကုတူလေးကိုတော်တော်ပတ်ပတ်ဆက်ဆက်ပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုကုတူလေးကိုယ်တိုင်ပြန်လဲပြီးတော့ဗီဒီယိုတွေပြန်လဲခြေပထားတဲ့ဗီဒီယိုဖိုင်လေးပေါ့ဗျာနော်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ပြန်လဲပြီးတော့ပြင်ဆင်လုပ်ရခြင်းဖြစ်တယ်ဗျချက်တော့ကျွန်တော်လည်းဒီကြည့်မယ်နော်ဘာတွေပြောထားလဲဆိုတာတိတ်20နဲ့ကဲတင်ခဲ့ပြီလို့ပြောပြီးကမှအဆက်ကွဲတိတ်ခါကြာသွားခဲ့ရတာကတော့တိတုံးဆယ်လေးပူတူပါပူတူဆိုတဲ့လူတရားပါလေဘတော်မှအဆက်တရားကိုတိတ်ခါလေးဘတော်မှမကြဘူးမှန်ကန်လုံနေတဲ့အတွက်အခုဆိုရင်ဒီခက်လေးလေးခွဲတိုက်ပြီးမှပူတူပဲနော်ပူတူကလေမိဘတွေကိုမကြည့်ပဲနဲ့ဒီခက်လေးလေးတတ်ဆုံးဆုံးမှကြောက်ဒီနှလုံးသားကြီးကိုခွဲကြည့်လိုက်သမ်းမှာကိုမရဲ့ရန်နေစွတ်မအောင်သမ်းပါနဲ့နှလုံးသားထဲမှာလေပြည်သူတွေကိုအစင်မပြေတဲ့လူတွေကိုအားလုံးကူညီဖို့ပဲရှိတယ်နော်ဆက်ပြောကိုမနားထောင်မယ်အခုဆိုရင်ပူတူဟာအဆက်ကွဲတိတ်ခါကြာရုံတာမကပါဘူးတရားစွဲခံရတော့မှာဖြစ်ပါတယ်ဒါကဘယ်အဆက်တရားကွဲမှာလဲပူတူလောက်တဲ့လူအားလုံးချိုးကြည့်လိုက်အောင်ကိုတို့တော့မကြည့်ပဲလားအများတို့တော့ပူတူကလေကူညီပေးခဲ့တာပူတူရဲ့အနောက်ဘက်မှာလေဒါကုတည်းရဲ့တာသမီးတွေရှိတယ်ဘာမှမဟုတ်ကြဘူးအမားတို့မီဒီယာတွေလည်းတနာတယ်ဝိုးဝဲတာနေလဲရတယ်ကိစ္စမရှိဘူးပုထုဆိုတဲ့လူပြောပါလေပုထုရဲ့အနားမှာလေတကယ်အစင်မပြေတဲ့လူနဲ့အစင်ပြေတဲ့လူတွေဘယ်ကြားမှာနေမယ်ဆိုတော့အစင်မပြေတဲ့လူတွေကြားထဲမှာမနေမဲ့လူသားနော်ထပ်ပြောမှဆယ်လီပုတူရဲ့အမှားတစ်ချက်ကြောင့်လို့ဆိုရမှာပါဒီကနေ့ရက်ပိုင်းမှာတော့အင်တာနက်ပေါ်မှာဇနီးမောင်နှံနှစ်ယောက်ကသူတို့ရဲ့ကလေးတွေကိုမကျွေးနိုင်မမွေးနိုင်လို့ငွေသိန်း30တာပေးရင်အခုဆိုရင်ဒီကလေးလေးကိုခွဲစိတ်ပြန်มาလဲပုတူပဲနော်ပူတူဆိုလဲလူတရားပါလေအရှိမာတွေတော့ကလေးခွဲစိတ်ပြီးတော့အကောင်လုံးအောင်ရတယ်နော်လူကြီးလူငယ်နော်ခက်သေးအောင်မှာတင်ပေးခဲ့တယ်အကောင်လုံးလိုက်ကြည့်လိုက်လာကြည့်လိုက်အောင်မြေကြီးလာကြည့်လိုက်အောင်နော်ငရင်မေးဖြစ်တော့လည်းကြည့်ကြည့်လိုက်အောင်လိုက်ချမေးကြည့်လိုက်အောင်အိမ်ဒီဘလောက်ဆောက်ပေးခဲ့တယ်ဆိုတာလေကိုမချပြမလို့နောက်မှအမျိုးမျိုးပြောနေနော်ပူတူစော်ကားနေတယ်နော်အခုစကားတွေကလေမစော်ကားပါနဲ့ကိုမရဲ့အမမချဘူးလားလို့ငရဲကြီးတယ်နော်သူတို့ရဲ့ကလေးငယ်ကိုမွေးစားဖို့အတွက်ပေးခြင်းကြောင့်မီဒီယာတွေကနေတစိကန့်လန့်မှုတွေပြုလုပ်ဝိုးဒီကလေးလေးကိုခွဲစိတ်လို့ပြီးပါရဲ့သူ့မိဘလက်တဲကိုပဲပြားမှာပူတူဆိုလဲလူပြပါလေအခုဆိုရင်ဒီမိဘတွေကလည်းဘဒူးမှလည်းလောက်ဝင်မဲ့လူမရှိကြတော့နောက်ဆုံးတော့ပူတူပဲကူညီပေးရတာပဲလေဘာပြောချင်လဲကိုမပြောစမ်းပြောကြိုက်တာပြောလို့ရတယ်နော်အပေါ်ရလောက်နေတာတခုမှမရှိဘူးကိုမပြောအောင်ဆက်ပြောအောင်နားထောင်မယ်โอเคပါတယ်အဆိုပါဇနီးမောင်နှံကအခုလိုစက်သေးစင်းရင်းနေတဲ့ခင်မှာနေရတာကအဆင်မပြေလောက်တိုင်းစားတော့ရတာသိတယ်မိသားစုတွေတို့မိသားစုမကောင်းတာလည်းသိတယ်ဒါပေမဲ့ကလေးမျက်နှာရှိတယ်လေကလေးသိကုမရမှာလေသူအသက်ရှင်ဖို့ရည်ကြည့်တယ်လေဘုဒ္ဓမှာလည်းတောင်းရှိတယ်ဒီကလေးရဲ့အသက်ရှင်မှုဆိုတာဘုဒ္ဓမှာတောင်းရှိတယ်လေပြောချင်တယ်မပြောနဲ့ဆက်ပြောပူတူကသူဟာကလေးတွေကို30နဲ့ကဲတင်လိုက်ပြီးဖြစ်ကြောင်း30မဟုတ်ဘူးကိုမ30မဟုတ်ဘူးကိုမတိုက်ရတော့ကိုမပြန်ပြောကလေးတွေအတွက်လုံခြုံစိတ်ချစရာမရှိလို့ကလေးနှစ်ယောက်စလုံးကိုခေါ်ထားလိုက်တယ်လို့ပြောလာခဲ့တာဖြစ်ပါတယ်ဆက်ပြောပူတူရဲ့ဗီဒီယိုမှာကလေးတွေကိုခြေထားတဲ့ပုံစံမျိုးတော့မတွေ့ခဲ့ရပါဘူးမိဘကြီးကမှထားမယ်လေမိဘတုံးနေလေမိဘကြီးကပြန်ပေးထားလာတာလေကိုမရဲ့နှလုံးသားနဲ့ဆုံးဖြတ်ပြီးတော့တည်င်းတွေကိုကြောညာပါပောက်ပြနေမပြောနဲ့နော်ဆက်ပြောရီဟာဆယ်လီပူတူဟာနာမည်ကြီးအတန်းရှင်းရဖို့နာမည်ကြီးမဟုတ်တာနာမည်ကြီးတန်းရှင်းရတာကိုမနော်ပူတူရဲ့ကောင်ကနာမည်ကြီးချင်မလို့ဘူး
စင်းရသားနဲ့ချမ်းသာတဲ့လူနဲ့နေမှာစင်းရသားလောကမှာပဲနေမှာ ပုတုကတချင်းလေးနဲ့တော့ခေါ်ပြီး ဝီယူနေဘူးပူပဲတပုတ်ကကြမယ်ပုံမှ La tela spaleva su foglio, tutto contra non ma fua, ma quali è molinho ci lasciare la fera giacare. ကျွန်တော်ရဲ့ဝီရှင်ဗီဒီယိုတက်ဆက်မှုတွေကတော့ဒီလောက်ပါပဲဗျာနော်။ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့တကယ်ချင်းတို့တွေလည်းနော်ဒီဗီဒီယိုဖိုင်လေးရဲ့ဖြစ်ပျက်လေးကိုတကယ်ချင်းတို့လည်းသိပြီးလောက်ရောပေါ့ဗျာနော်။ချို့မီဒီယာတော်များများကတော့နော်ကိုကောင်းစားဖို့အတွက်နော်သူများတက်ကောင်ချာနေပြီးတော့ပါဗျာတည်င်းမဟုတ်မမှန်တာတွေတင်ပြီးတော့နော်တည်င်းရရင်ကြည့်ရှုသူများလို့ရှိရင်ဒါပတ်စံရတယ်ပေါ့ဗျာနော်။ဒီလိုမျိုးတွေဟာတော့နေရာတိုင်းတော့မကောင်းဘူးဗျာအခုလိုမျိုး private လုပ်နေတဲ့လူတွေအတွက်တော့နော်စိတ်နှောက်ယှက်ဖြစ်တယ်ဗျာနော်ဒီလိုဗီဒီယိုမျိုးတွေကိုမတင်သင့်ဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ပြန်ပြီးတော့ပြင်ဆင်ပြလုပ်ခြင်းဖြစ်တဲ့ဗျနောက်ဗီဒီယိုပိုင်းလေးမှာကျွန်တော်တို့ပြန်တွေ့ကြမယ်ဗျာနော်